အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ဦးစင်းမေးခွန်းဖြေမှာမဟုတ်ပါဘူးပြောစရာလေးရှိလို့ပါနော်ဦးစင်းတို့မြန်မာနိုင်ငံမှာမလျင်လှုပ်သွားတဲ့အတွက်ပစ္စည်းဥစ္စာများဆုံးရှုံးပျက်စီးပြီးလူအများတည်ကြည်ပျက်စီးကြတာကိုအားလုံးသိကြမြင်ကြတဲ့အတိုင်းပါပဲအဲ့ဒီလိုမလျင်လှုပ်သွားတာကိုပြည့်ရပြုပြီးတော့တချို့ကအပျော်ပြက်လုပ်ပြီးစောင့်နေကြတာတွေကိုမြင်နေကြားနေရပါတယ်သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါမျိုးလုပ်ရက်တွေလုံးဝမလုပ်သင့်ပါဘူးလူကိုပါဠိလိုမနုဿလို့ခေါ်ပါတယ်ဘာကြောင့်မနုဿလို့ခေါ်တာလဲဆိုရင်ကုသလံအကုသလံဓမ္မံဇာနာတိမနာတိတိမနုဿကုသိုလ်အကုသိုလ်တရားတို့ကိုခွဲခြားပြီးသိတယ်လှုပ်သင့်မလှုပ်သင့်ဆိုတာကိုခွဲခြားပြီးသိတယ်အမှားနဲ့အမှန်ကိုခွဲခြားပြီးသိတဲ့သူကိုမနုဿလူလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်တိရစ္ဆာန်မှာအဲ့ဒီလိုအသိတွေမရှိပါဘူးနော်မိမိကလူသားစင်စစ်ဖြစ်ပါရဲ့နဲ့လှုပ်သင့်မလှုပ်သင့်ဆိုတာကိုခွဲခြားမသိပဲထင်ရလျှောက်လုပ်နေမယ်ဆိုရင်လူတိရစ္ဆာန်ဖြစ်သွားပါလိမ့်မယ်လူသားစင်စစ်ကနေလူတိရစ္ဆာန်ဖြစ်ရတာဟာအမတန်မှနစ်နာပါတယ်ဒါကြောင့်မလှုပ်သင့်မလှုပ်ထိုက်တာတွေကိုမလှုပ်ပါနဲ့သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာမိမိကတတ်နိုင်တဲ့လောက်ကိုယ်ဤဆောင်ပါခြင်းနှုတ်ဤဆောင်ပါခြင်းနဲ့ကုညီဆောင်ရှောက်ပါနောက်ဆုံးမဆောင်ရှောက်နိုင်ဘူးဆိုရင်တောင်မှသူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ပါနဲ့နော်အားလုံးတဘာဝဘေးဒဏ်အပေါင်းမှကင်းဝေးကြပါစေ